အနုပညာလမ်းကြောင်းပေါ်မှာရောက်လာခဲ့ပေမဲ့လည်းအနုပညာလုံးနဲ့ရက်တီလို့မရတာကြောင့်ဖုံးရောင်းဝယ်လုပ်နေရတဲ့ဒိုက်တာဩစာအောင်ကဲပရိသတ်ကြီးတို့၏အနုပညာတိုင်ဝိုင်းလို့ပြောလိုက်ရင်အင်မတန်မှစွန့်စားမှုကြီးတယ်လို့အင်မတန်မှလည်းတန်မာရမယ်ဆိုတာကိုအားလုံးသတိထားမိကြမှာပါဇက်ကားဆိုရင်မင်းသားမင်းသမီးတွေကလွယ်လို့ဘယ်သူမှအရေးမပါဘူးဆိုတဲ့သူတွေကြားမှာလေအချို့တော့အရန်တရုပ်ဆောင်တွေဇက်ဖို့စိတ်ရံတွေဒိုက်တာတွေကဘေးကပ်ပေးရပါသေးတယ်ဒါကြောင့်မိဘတွေအနေနဲ့အနုပညာပိုးဘလောက်ပါကိုယ့်ရဲ့သားသမီးကိုသူများတွေပြောမှဆိုတဲ့စိတ်ကြောင့်အနုပညာလမ်းကြောင်းပေါ်မှာခြေမချကြဖို့ဆုံးမနေခဲ့ကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုးနင့်နာမှုတွေအများကြီးတဲ့မှာမှဘလောက်စူးစမ်းနေရာတစ်ခုကိုမရောက်ခဲ့ရတဲ့ဒိုက်တာဩစာအောင်ကတော့တကယ့်ကိုမှတနာဖို့ကောင်းနေခဲ့ပါတယ်။သူအနေနဲ့ကတော့ဒိုက်တာလုပ်ကိုအားချိုးမှန်တယ်လုပ်ခဲ့ပေမဲ့ထင်ထားသလောက်အောင်မြင်မှုမရခဲ့လို့အတော်ကိုမှစိတ်ထဲကျနေခဲ့တာပဲဖြစ်ပါတယ်။သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေကတော့မယင်ရွှေဇာတ်ကားကြီးရဲ့ဒိုက်တာတယောက်ဖြစ်ခဲ့တယ်လို့သူကြောင့်ပဲတက်သစ္စာမင်းသမီးတွေဖြစ်ကြတဲ့အာကာမြင့်အောင်မေထုတ်ခေါင်စပယ်မိုးတို့တွေနာမည်တစ်ခုရပြီးတော့အောင်မြင်လာခဲ့ရတာဖြစ်လို့သူ့အနေနဲ့ဇာတ်ကားတွေဆက်လက်မရိုက်ကူးရဘူးဆိုရင်တောင်သူမင်းသမီးတွေအောင်မြင်နေတာမြင်ရလို့ဝမ်းသာပါတယ်ဆိုပြီးတော့ပြောလာခဲ့ပါတော့တယ်။သူအနေနဲ့ကတော့ဒိုက်တာလောက်ရတာကိုဝါသနာပါပေမဲ့လည်းဗီယိုဈေးကွက်ဟာတစ်နေ့ထက်တစ်နေ့ပိုပြတ်လာခဲ့တာကြောင့်ဒီတန်မွေးဝဲเจ้าနဲ့ရက်တည်နိုင်ဖို့ဘလို့မှဖြစ်နိုင်ကြောင်းဆိုလာခဲ့ပါတော့တယ်။ဒါကြောင့်တနိုင်တစ်ပိုင်းစီးပွားရေးမလုံးမဲ့တူတက်ထားတဲ့ပညာလေးကိုရင်းပြပေးဖုံးစုပ်တွေအဟောင်းတွေကိုရောင်းဝယ်လုပ်နေတာပါဆိုပြီးတော့ပြောလာခဲ့ပါတယ်။ပရိသတ်တွေအနေနဲ့ကတော့အခုလိုမျိုးလမ်းတကာလှည့်ပြီးဈေးရောင်းဝယ်လုပ်နေရတာကိုမရှက်ဘူးလားလို့ဝိုင်းမေးကြပေမဲ့လေသူအနေနဲ့ကတော့ဝါသနာပါရအလုပ်ကိုမလုပ်တော့မှတမအာစီဝါအလုပ်ကိုပဲလုပ်မယ်လို့ဆုံးဖြတ်ပြီးအခုလိုမျိုးရွေးချယ်ခဲ့တာဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။အဲ့ဒီအတွက်ပြင်တမအာစီဝါသာဖြစ်ရင်အလုပ်ဟူသမျှဂုံရှိစွာဆိုတဲ့အတွက်ကြောင့်ဘယ်ရာကိုမှမရှက်ပါဘူးလို့လေဆိုလာခဲ့ပါတယ်။ဘလို့ပဲဖြစ်ပါဒီလိုရေးချင်းပြေဝရှိနေခဲ့တဲ့သူလိုဒရိုက်တာတယောက်ဟာရီယိုဈေးကွက်ပျက်စီးမှုကြောင့်အခုလိုမျိုးလမ်းတကာလှည့်ကရောင်းဝယ်နေရတဲ့သူတယောက်ဖြစ်နေတဲ့ဆိုတာကတော့တကယ့်ကိုမှဝဲနေစရာကောင်းနေခဲ့ပါတယ်ရှင်။သူရဲ့ဖြစ်ပျက်ကိုကြည့်ပြီးတော့ပရိသတ်တွေကတော့မြမရုပ်ရှင်စီယုံကစောတဲ့ကပျက်စီးနေတာအတိုင်းဝိုင်းရှိတဲ့လူကောင်မှမြေတောင်မြောက်ပြီးနာမည်ကောင်းပေးတာမို့မလွယ်ပါဘူးကွာဆိုပြီးတော့ဝိုင်းပြောနေကြသလိုအခုလိုမျိုးတမအာဇီဝအလုပ်ကိုရွေးချယ်ပြီးအတန်မိုးဝင်းချောင်းပြုတ်နေတဲ့ဒရိုက်တာဩစာအောင်ကိုလည်းဝိုင်းပြီးအားပေးစကားပြောနေခဲ့ကြပါတော့တယ်။သူ့အနေနဲ့ကတော့နောက်ထပ်တစ်ခါခွင့်ရေးတာရခဲ့မယ်ဆိုရင်တစ်ခါမှမရိုက်ဘူးတဲ့ရေးချင်းတွေနဲ့အကောင်းဆုံးဖြစ်အောင်ပရိသတ်တွေရှေ့ကိုချပြခြင်းသေးတာမလို့ဒီလိုမျိုးရလာမယ့်ခွင့်ရေးကိုစောင့်မျှော်နေပါတယ်လို့လည်းပြောလာခဲ့ပါတယ်။ဆိုတော့ပရိသတ်ကြီးနေနဲ့လေအနုပညာလို့ပြောလိုက်ပြီးဆိုရင်ရုပ်ရှင်ဇာတ်ကားတစ်ခုလုံးရဲ့ရိုက်ကူးသူဒါရိုက်တာကစားအနုပညာဝါသနာဖို့အပြည့်ပါပြီးနေရာပေးခြင်းမခံရတဲ့အရန်တွေအထိအားပေးကြဖို့တောင်းဆိုလိုက်ပါရရှင်။အားပေးနာဆင်ကြကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်နေနေနုပညာရှင်တွေရဲ့အကြောင်းတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမိပါနေအောင်ရှင်။